东西全部拿了。細羅ရှိရမှာ17လွာပေါ့သမီးရော細လွာမှာဆိုအောက်ထက်4-5လွာမရှိတော့ဒီအပေါ်ပိုင်းပဲတိုက်လိုက်ကိုပူကြတာတို့လားအခုဒီအရေးပေါ်လေးကားပေါက်ပေါ့အခုသမီးတိုက်ကြမယ်နော်အရေးပေါ်လေးကားပေါက်ကနေဒီစင်းလာနိုင်ရန်ပေါက်ထားလို့တူတယ်တကယ်လို့နိုင်ရန်မပေါက်ထားရင်လည်းလမ်းကမရှိတော့တိုက်ပြိုတွေကိုပေါ်မှာဒီခုံစင်းမတယောက်ပြီးတယောက်စင်းနေရဲ့အချိန်မှာဒီဘက်ဖြာဝင်ပိုင်းကိုရေးစင်းလာရဲဆိုတော့အဲ့ကျန်တဲ့တိုက်ရပူကြလာအဲ့ထမှာတော့တော်ပြီးသွားတယ်အမြင်တော့မှလူတွေဆိုအများကြီးပေါ့အယောက်20လောက်ရှိမယ်အမှတကယ်ချင်းလိုက်ပါအဲ့မဲ့ကျမတို့တေးတဲ့စင်းနဲ့မပါဘဲနဲ့အလိုခန်းပိတ်ပြီးတော့မှကျမသမီးလေးရှိမယ်လို့ကျမလောက်ထားတဲ့ကောင်းမှုကုသိုလ်လေးနဲ့တိုက်တယ်ပြီးဆူတောင်းပေးပါတယ်ကျမသမီးလေးကိုအသက်ရှင်နေရလေးနဲ့ရှိမယ်လို့လည်းကျမထင်ပါတယ်ရှင်အဲ့မဲ့ခုချိန်ကြီးတော့ပါမျိုးလေးကျမတော့မရှိသေးပါဘူး